So တိုင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပိုင်မှာဒီနေ့မှာတော့ PUBG update 4.3 မှာ iMap view နဲ့ body color လောက်တဲ့နီလန်းလေးကိုလောက်ပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒီနီလန်းလေးရဆိုရင်တော့ကျွန်တော် Bypass VPN တစ်ခုနဲ့တွဲသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ brother တို့အနေနဲ့ brother တို့ရဲ့ main account တွေပါလုံးဝဘန်းမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ကိုယ်တိုင်ဒီဗီဒီယိုမှာအာမခံပေးထားပါပြီပဲဖြစ်ပါတယ်။ So အခုမြင်တွေ့နေရတဲ့ account ဟာဆိုလဲကျွန်တော်ရဲ့ main account ပဲဖြစ်ပါတယ်။မြင်တဲ့အတိုင်းပဲ M7 ကို update ခံမယ်ဖြစ်ပါတယ်။အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကိုအချိန်လေးမဆွဲဗီဒီယိုလေးကိုစလိုက်ကြရအောင် let's go okay တိုင်းတို့အရင်ဆုံးအနေနဲ့ကျွန်တော်တို့နှစ်ခုထောင်းရမယ်တစ်ခုကတော့ file နောက်တစ်ခုကကျွန်တော်တို့ဒီ bypass VPN ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ account တွေကိုဘန်းအောင်ကျွန်တော်တို့ bypass VPN လေးခံပေးရမှာဖြစ်ပါတယ် okay bypass VPN နဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ခုပြောပြမယ်အဲ့ဒါလုံးဝကျွန်တော်စောင့်နေတဲ့အချိန်မှာ VPN လုံးဝပြုတ်သွားလို့မရဘူး background မှာလုံးဝ run ထားရမှာပဲဖြစ်ပါတယ်ပြုတ်တာနဲ့ brother တို့ရဲ့ account ကဘန်းသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အရင်ဆုံးပြမယ်အရင်ဆုံး game pip ဆိုတဲ့အဆက်ကလေး3ဆက်ကိုနှိပ်မယ်ဗျာနှိပ်ပြီးတော့ save to ထားနှိပ်ပြီးတော့ကျွန်တော်ဒီမှာဒီအောက်က bypass VPN လေးကပြီးမှအရင်လုပ်ပြမယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်ထွက်မယ်ဒီထက်ကျွန်တော်တစ်ချက်ဝင်မယ်เนาะဝင်ပြီးရင်ကျွန်တော်ဒီမှာ download ရဲဝင်မယ်ဝင်ပြီးွားရင် Telegram ထဲဝင်မယ်ဝင်ပြီးရင်ကျွန်တော်ဒီမှာခုန download လာတဲ့ file ပေါ်ဆုံးမှာเนาะအကောင်လေးတစ်ချက်နှိပ်မယ် exit here အောင်နှိပ်မယ် password ကျတော့ဟိုအသေးကြီးပဲเนาะ PAI ဆိုမှ6လုံးရိုက်လိုက်ရောက်ပြီး okay နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့မှာအဖြူရောင် founder လေးပေါ်လာလိမ့်မယ်ဗျာအလယ်မှာမြင်တဲ့အတိုင်းပဲအကောင်လေးကိုဖိမယ် copy ဆိုအောင်နှိပ်မယ် sorry အကောင်လေးကိုဖိမယ် copy ဆိုတာနှိပ်မယ်အပေါ်ဆုံးဟာကိုနှိပ်မယ်နှိပ်ပြီးတော့မှအစိမ်းရောင်လေး device story ဆိုတာလေးကိုချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ Android ထဲသွားမယ်ပြီးကြရင် data ထဲသွားမယ်ပြီးကြရင်ကျွန်တော် PUBG mobile ပေါ့နော် PUBG logo နဲ့ဟာလေးကိုတစ်ချက်ဝင်မယ်အမှ PUBG ဆိုတာကိုတစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်အမှဒုတိယမြောက် file ဆိုတာကိုတစ်ချက်နှိပ်မယ်ပြီးကြအောက်ဆုံးရဲ့တတိယမြောက်က UEFI ကိုနှိပ်မယ် share ကိုနှိပ်မယ်ဒီမှာ3ခုမြောက်က share test extra ကိုတစ်ချက်နှိပ်မယ်ပြီးတော့ဒုတိယမြောက်က save ဆိုတာတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်ဒီမှာ pic ဆိုတာ PAKS pic ဆိုတာတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာဒုတိယမြောက်က PUFFER ဆိုတဲ့ဟာအကောင့်တစ်ချက်နှိပ်မယ်အောက်ကကျွန်တော်တို့ founder လေးကျွန်တော်တို့ site ရဲ့၄တောင်ဟာလေးနဲ့တစ်ချက်နှိပ်မယ်အဲဆိုရင်ဒီမှာကျွန်တော်တို့ game file ရောက်သွားပြီပဲဖြစ်ပါတယ်okay ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ခုနကကျွန်တော် Telegram အကောင့်ထဲကိုသွားမယ်ကျွန်တော်တို့ဒီမှာ MG Blue VPN ဆိုတာလေးကိုကျွန်တော် down လိုက်ပါမြအကောင့်လေးချက်နှိပ်မယ်ကျွန်တော် install တစ်ချက်နှိပ်လိုက်ပါမယ်ဗျ okay install တင်လိုက်မယ်နော်okay install တင်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ alarm တစ်ချက်နှိပ်မယ်ကျွန်တော်ဒီ VPN ဘာမှလုပ်ဆရာမလိုဘူး go ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ okay ဆိုတာလေးကိုနှိပ်လိုက်ကျွန်တော်တို့အပေါ်မှာကျွန်တော် internet line ပြတဲ့နေရာမှာ VPN လို့ပေါ်ရင်ရပြီကျွန်တော်တစ်ချက်ထွက်မယ်ထွက်ပြီးတော့ကျွန်တော် PUBG mobile နဲ့ကိုတစ်ချက်ဝင်မယ်ကျွန်တော်တို့ file တွေကအလုပ်ဖြစ်လားမဖြစ်လားဆိုတာကိုကျွန်တော်တစ်ချက်ဝင်မယ်ဆိုတော့ဒီ VPN brother တို့ VPN ခံလို့ line လက်တယ်ဆိုတာမရှိဘူးเนาะဒီ VPN ရဲ့ပုံမှန် internet line နဲ့တွားမယ်ပါဆော့နေချိန်မှာ brother ဒီ game ဆောင်ကိုရ PD ဖိမှာ clean memory လို့နောက်က background ဒီ background မှာ run နေထားလိုက်တော့ကျွန်တော်ပြမယ်ဒီမှာ background မှာဒီကောင်ကြီးကရှင်းလိုက်လို့ရရင်เนาะကျွန်တော်ပြောပြမယ်ဒီမှာကျွန်တော်ဒီ VPN ကိုကျွန်တော်မရှင်းနဲ့เนาะ brother တို့ကျွန်တော်အဲ့ဒါတစ်ချက်ပြောပြတာ VPN ကိုတော့မရှင်းလိုက်နဲ့ brother VPN ရှင်းလိုက်မယ်ဆိုကျွန်တော်တခါတည်းဘန်းသွားမှာဖြစ်တော့ကျွန်တော်အဲ့ဟာလေးတစ်ခုတော့အတိပေးမယ်ပြီးကြမှာဒီဘယ်လိုလုပ်တာဘန်းတယ်ဘာညာမလုပ်နဲ့ဟိုဘန်းရင်လည်းဘယ်လို10နှစ်ကြီးတမ်းမဘန်းဘူးเนาะဒီကောင်အရင်ဆုံးတခါမဘန်းဘူးရဲ့လူဆိုတရက်နောက်ဘန်း3ရက်တစ်ပတ်ဒါပဲဒီကောင်10ရက်အမှကျွန်တော်ဒီနားမှာ file ရောက်လာလားမရောက်လာဘူးလားဆိုတာကိုကျွန်တော် iPad view ရလားမရဘူးလားဆိုတာဒီမှာမပေါ်ဘူးအဲ့တော့ကျွန်တော် left ထဲကိုတွားလိုက်မယ်ကျွန်တော် leave it တပွဲထဲဝင်လိုက်မယ်ဗျဆိုတော့ဒါကတော့ကျွန်တော်အကောက်တော့မဟုတ်ဘူးဒါကတော့ကျွန်တော်အကောက်ဒါပေမဲ့ကျွန်တော်ဖေးစောနေတာအဲ့တော့ဒီမှာကျွန်တော်ဖေးနဲ့လာစောခြင်းဒီမှာ ID ဘာညာပေါ့ဗျာကဲဆိုတော့ကျွန်တော်ရလာမရလားချက်ဆမ်းမယ်နော်ဒီကောင်ကလေတိလဲ enemy တွေဘာတွေလဲမြင်ရတယ်ဗျ enemy ဆိုတော့နေရန်တော့ဖောက်မမြင်ရဘူးဒီလိုပြောမဆိုကျွန်တော်တို့ sheet ပုံစံမျိုးပေါ့ enemy ရဲ့ခန္ဓာကိုယ်မှာဒီလိုအဝိုင်းအနီရောင်ကြီးပေါ့ရဲတောက်နေပေါ့အဲ့ဆိုတော့ကျွန်တော်တို့ဒီ pro နေတဲ့ enemy တွေဘာတွေဆိုရင်ကျွန်တော် easy ပစ်လို့ရတယ်
ဆိုတော့ရလားမရလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဗျာအဲ့တော့ channel လေးကိုလည်း like and subscribe လေးအရင်နှိပ်ခဲ့ပေးဦးနော်ဒါရွကဲမြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာဒီကောင်က livid ပဲလောက်တာเนาะ TDN တွေပါအလုံးမလုံးမြင်တဲ့အတိုင်းပဲ enemy တွေပါလေဖောက်မြင်ရတယ်နောက်ပြီးတော့ iPad view လည်းရပြီเนาะဒီမှာလုံးဝမဘမ်းပါဘူး brother တို့အဲ့တော့ဒီနေ့ဗီဒီယိုကဒီလောက်ပဲတိုက်လို့ရှိပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော် comment အောက်မှာရတယ်မရဘူးဆိုတာကိုလည်း comment အောက်မှာဝင်ရေးခဲ့ပေးကြเนาะအဲ့တော့အားလုံးပဲတတ်တာပါ